ဗီယက်နမ်နိုင်ငံဟိုချီမင်မြို့မှာဘယ်တောက်လို့ရမလဲဘာတွေလုပ်လို့ရမလဲပြီးတော့ဘာတွေစားလို့ရမလဲဆိုတာကိုဒီ vlog လေးမှာပြောပြပေးပါမယ်ရှင် Hello အားလုံးပဲမင်္ဂလာပါ Snowy Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့လေယာဉ်ပေါ်ရောက်ပါပြီလေရင်ကကောင်းကင်ဘော်တော်မရောက်သေးခင်အသင့်ပါလာတဲ့အာလူချောင်းကြော်တွေစားနေရတော့မမ Snowy ပဲဖြစ်ပါရဲ့ရှင်ဒါကတော့ MI ကနေကျွေးတဲ့မုံလေးတွေကို Snowy စားနေရပါလေရင်ကရန်ကုန်ကနေဟိုချီမင်ကိုသွားမယ်ဆိုရင်တနင်္လာခွဲနိုင်ဝန်းကျင်လောက်စီးရတာဆိုတော့သူတို့ကျွေးတဲ့မုံလေးတွေကိုအရင်စားထားပါတယ်ကဲရောက်ပါပြီခုနမီးပိတ်သွားလေရင်ဆင်းမှာမဟုတ်လို့ပါအခုအောက်ကိုရောက်သွားပါပြီရှင်Snowy တို့ရောက်ချင်းမှာပဲဟိုချီမင်မြို့လေးကိုလာလေကြတဲ့လူတော်တော်များတာကိုတွေ့ရပါတယ်ကဲဒါကတော့လေဆိပ်ကနေပြီးတော့ဟိုတယ်စီကိုသွားနေရဖြစ်ပါတယ်ဟိုချီမင်မြို့ကိုရောက်ချင်း Snowy တဲ့ဟိုတယ်နာကဆိုင်လေးမှာဆိုင်နေရဖြစ်ပါတယ်ဒီကအခုမီနူးလေးကြည့်ပြီးတော့မှားထားတာပေါ့နော်ဘီစတိတ်တဲ့ဘွဲကိုမြန်မာငွေနဲ့ဆိုရင်တော့ဘီစတိတ်တဲ့ဘွဲကိုဗီယက်နမ်ငွေနဲ့2သိန်းကျော်ပေါ့နော်မြန်မာငွေနဲ့ဆိုရင်တော့3000လောက်ပဲရှိပါတယ်အားကိုပြင်စားပါမယ်တခြားဟာလေးတွေမှာထားပါနေSnowy ကဗီယက်နမ်နိုင်ငံကိုမသွားခင်ကိုသွားမဲ့နိုင်ငံရဲ့အကြောင်းကိုနည်းနည်းလေးတော့လေ့လာထားပါတယ်။ဗီယက်နမ်နိုင်ငံကငွေကြေးဖောင်းပွားမှုတော်တော်လေးများရတဲ့မှာလည်းပါရဆိုတာလည်းသိထားပါတယ်။ဒါကြောင့်လည်းဘာမှသိပ်ပြီးတော့မဟုတ်တဲ့ဒီလိုတာမန်ဘီစတိတ်ပလေးတစ်ပွဲကိုဗီယက်နမ်ငွေနဲ့ဆို2သိန်းကျော်လောက်တောင်ဖြစ်နေရပါတော့။ Hello ဗီယက်နမ်မြို့ရဲ့ဟိုချီမင်ကိုရောက်နေရပါ။ဒီနေ့မနက်တစ်ပိုင်းကို3နေရာလဲပါမယ်။ pink check ရဲ့ပန်းအောင်ချက်ချောင်းလေးရဲ့ပြီးတော့စားလိုက်ပို့လို့ရတဲ့Central Post Office ရဲ့နောက်တစ်ခုကကြတော့coffee apartment ပေါ့နော်အဲ့3နေရာကိုမနေ့တစ်ပိုင်းသွားလိုက်ပါမယ်ညနေကျရင်တော့ shopping ထွက်ပါမယ်ဒီနေ့ကတော့ဗီယက်နမ်ဟိုချီမင် Day 1မှာဒီပန်းရောင်ချောင်းလှလှလေးက Snowy တို့သွားတော့ကအထဲကိုဝင်ခွင့်မရခဲ့ပါဘူးအနီးနားမှာလည်းလာရောက်လဲပတ်တဲ့လူတွေတော်တော်များတာကိုတွေ့ခဲ့ရပါတယ်အဲဒါကြောင့်မလို့ Snowy တို့ကဒီပန်းရောင်ချောင်းလေးကို background ထားပြီးတော့ပုံနေဗီဒီယိုတွေလှလှပပလေးရိုက်နိုင်မှုအတွက်ကကြတော့ဒီချောင်းရဲ့အရှိတက်မှာရှိတဲ့ coffee ဆိုင်လေးတွေအများကြီးတဲ့ကမှ rooftop ပါတဲ့ coffee ဆိုင်လေးတစ်ခုကိုရွေးပြီးတော့သွားပြီးတော့ထိုင်ရတယ်ပေါ့နော်ဒါလေးတွေကတော့ Snowy ထိုင်တဲ့ဆိုင်ကမှာထားတဲ့မုံလေးဖြစ်ပါတယ်အေးလေးနှစ်ခွက်ကအရန်ကိုကောင်းပါတယ်တတိချောက်လေးလည်းတော်တော်လေးကောင်းနေတဲ့မှာပါပါတယ်ဒါပေမဲ့ဒီဂျာဘတ်နဲ့ထုတ်ထားတဲ့ကောင်းချင်းစိမ့်လိုမျိုးအုံးသီးပါတဲ့မုံလေးပေါ့နော်အဲ့ဟာလေးကတော့ Snowy အရန်တော့မကြိုက်ခဲ့ပါဘူးကဲခု Snowy တို့က coffee ဆိုင်လေးမှာ coffee တောက်ပြီးသွားပြီဆိုတော့ post office ကပါပါတကယ်ချင်းpost office ရောက်ပါပြီဒါကတော့ဗီယက်နမ်ဟိုချီမင်ကိုရောက်မယ်ဆိုလို့ရှိရင်လာရမယ့်နေရာလေးလာရမယ့်နေရာတွေကလည်းတစ်ခုပါပဲရှင်ဒီ post office ကြီးတစ်ခုလုံးကအထဲထဲမှာအမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်လေးတော်တော်များများရှိတာကိုတွေ့ရပါတယ်You can see two old maps. ဒါကတော့ Snowy တို့ရှေ့က foreigner မိသားစုကအဲ့ဒီမှန်ပေါင်လေးတဲ့ဝင်ပြီးတော့ဓာတ်ပုံရိုက်နေကြလို့ Snowy တို့လည်း try ကြည့်မယ်ဆိုပြီးတော့ဒါခဏစောင့်နေကြတာဖြစ်ပါတယ်နောက်ပြီးတော့တကယ်စာပို့လို့ရတဲ့ဟာကိုလည်းတွေ့ခဲ့ပါတယ် Snowy တို့ကတော့မပို့ခဲ့ပါဘူးတော်တော်များများ foreigner တွေကတော့သူတို့စာလေးတွေရေးပြီးတော့ပို့နေတာကိုတွေ့ခဲ့ပါတယ် Snowy ကတော့ဒီကအမှတ်တရဖြစ်မဲ့လက်ဆောင်လေးတစ်ခုခုဝယ်ပြီးတော့ Snowy ဝင်လာကစားတော့ငါနားမှာတွေ့ခဲ့တဲ့ photo booth လေးမှာအမှတ်တရတက်ပုံသွားရိုက်ပါမယ်အခုတန်းစီနေပါပြီကဲ
ခုကတပ်ပုံလေးရှားရုံနဲ့ဆိုတော့ frame ရွေးနေရပါတော့။ပေးရတယ်ပေးရတယ်။ဒီရလေးရွေးလိုက်ပါရဲ့ဒီ frame လေးနဲ့ရိုက်ပါပါ။ Luego camera here. Let's start it. ကဲဒါတော့စတူဒီယိုခုနရိုက်တဲ့ပုံလေးတွေကသုံးပုံရွေးထားတာပေါ့နော်။ချစ်စရာလေးပုံလေးတွေကကဲဒီမှာမြင်ရတော့ coffee apartment နော်ဒီ coffee apartment ရဲ့ထူးခြားတဲ့အချက်ကတော့အခုမြင်နေရတဲ့တိုက်ကြီးတစ်ခုလုံးမှာ coffee ဆိုင်တွေကြီးပဲရှိနေရပဲဖြစ်ပါတယ်။ဒါကြောင့်လဲ foreigner တွေကြားထဲမှာဒီနေရာလေးကတော်တော်လေးနာမည်ကြီးပြီးတော့စိတ်ဝင်စားခြင်းခံနေရဖြစ်ပါတယ်။ Hello ဒီနေ့ဟိုချီမင်းဂျေတုမနက်မှာတော့ Snoopy တို့ကခုချီတန်နဲ့ BNN နဲ့ American နဲ့စစ်ပွဲဖြစ်ခဲ့တဲ့နေရာကိုသွားပြီးတော့လေ့လာမှာဖြစ်ပါတယ်။ကားကတော့တနားရီလောက်စီးရမယ်ထင်ပါတယ်။အဲ့ဒါမှဆိုပြီးမို့လေးစားရနေကောင်းဖြစ်ပါတယ်။ကြည့်ရ ဒီကစကြည့်ကြရေနော် Post Snoopy တော့မယ့်နေရာအကြောင်းကိုကိုစမတ်ကနင်းငယ်ရှင်းပြမှာဖြစ်ပါတယ်။ မိကန်စကြည့်ကြရေ အမေရိကန်စကျူကျော်တယ် ကြည့်ကြရေဆို အမေရိကန်စပြီးတော့ဗီယက်နမ်ဘက်ကိုကျူကျော်တာ လွန်ခဲ့တဲ့50တုန်းက လွန်ခဲ့တဲ့50တုန်းက 1985လောက်ပေါ့နော်ဟုတ်တယ်မလားနော်အဲ့လောက်ကစကြည့်ကြရေစကြည့်ကြပဲမဲ့စကြည့်ကြရေပေါ့အဲ့ဒီစပွဲကိုVietnamese ဗီယက်နမ်ဝါလို့ခေါ်ရပေါ့နော် ဗီယက်နမ်ဝါလို့ခေါ် ဗီယက်နမ်ဝါလို့ခေါ်ရဒါမဲ့ဗီယက်နမ်တွေကကြာတော့အမေရိကန်ဝါလို့ခေါ်ရ အမေရိကန်ဝါ ဝါလို့ခေါ်ရတခြားသူရောက်ဗီယက်နမ်ဝါလို့ပဲသိကြတယ်အဲ့လိုအမေရိကန်ဝါလို့သူကခေါ်လဲဆိုတော့တကယ်ရစကျူးကျော်ရတူပြအမေရိကန်တွေမို့လို့အမေရိကန်တွေကသူ့ကိုကျူးကျော်အောင်မလို့သူကအမေရိကန်ဝါလို့ပဲသူရောက်ခေါ်ကြရနော်အမေရိကန်တွေကဗီယက်နမ်ကိုကျူးကျော်ပြီးတော့အဲ့စပွဲမတိုင်ခင်17နှစ်လောက်တည်းကအဲ့လိုမျိုးသူတွေကိုနှိပ်ဆက်ပြီးတော့တက်ဖြတ်တယ်ပေါ့နော်သူတွေကိုနှိပ်ဆက်တက်ဖြတ်တယ်ပေါ့တကယ်တမ်းစပွဲကြီးဖြစ်ပြီးတော့ကြောနောက်ဆုံးမှာဗီယက်နမ်နိုင်သွားနော် ဗီယက်နမ်နဲ့အမေရိကန်နဲ့စစ်ပွဲဖြစ်တာကိုဗီယက်နမ်နိုင်သွားတာပါအဲ့ဒါကိုသူစစ်ပွဲဖြစ်တဲ့အချိန်မှာသုံးခဲ့တဲ့အဲ့လိုဟာတွေပေါ့နော်အဲ့လိုဟာတွေသူပြထားမှတင်တယ်ကျွန်တော်ပြီးတော့ခုသွားမယ်နေအောင်အဲ့တော့ပြီးတော့ ဒီအိတ်ပါ အခုသွားမယ့်နေရာမှာဖြစ်တာဖြစ်တာပေါ့ စပွဲရ အဲ့ဒါကိုသွားပြီးတော့ဒီလာမှာဖြစ်ပါရှင်ကဲရောက်ပါပြီလက်မှတ်ဝယ်ပြီးသွားပါပြီအထဲကိုဝင်ပါမယ်အားလုံးနေမှာနေကြတော့လေဆိုင်ပြတဲ့cái bia Anh ơi tham quan ở đâu vậy? nãy mua cái vé nhiêu tiền Hai em này em cho em ráp em chở thôi. Rồi ok. khách nước ngoài đó Đúng rồi. rồi xuống đây here Xe đậu đâu? đậu bên đây khu đó Snoopy Gucci Chanel ကိုရောက်ပါပြီဒီဘက်မှာသူ့ရဲ့မြေပုံပြပေးထားတယ်ပေါ့နော်အဲ့မြေပုံနဲ့အနေမှာ Snoopy ဘယ်ကိုစသွားမလဲဆိုတာကိုကြည့်ပါမယ် ဟုတ်ထန်နေစောက်ဝင်မယ်ဆိုဟိုဘက်သွားရမယ်ဟိုဟာ ဝင်လိုက်မယ် မယုံလေ liberation area ဒါလွတ်လပ်ရေးရခဲ့နေရနော်ဒါလွတ်လပ်ရေးအောင်ဝဲခံခဲ့ area entrance ဒါကြတော့ shooting range တက်လက်ပြလို့ရတယ်နော်ဒါ swimming pool အောင်မ ဆွေးမမတော့ဟိုရင်သွားမယ် Channel ရှိသွားမယ် ရင်သွားမလား Let's go to the channel okay Channel ရှိမတော့ခင် Channel ရဲ့ဘေးနားမှာရှိရဲ့ဒီဘက်ဘေးနားလေးမှာပေါ့သူဒီဟာတွေကကွာတကယ်အစ်စ်တွေကွာအယုတ်တွေမဟုတ်ဘူးအစ်စ်တွေအဲ့အစ်စ်တွေကိုသူစစ်ပွဲတော့တကယ်တုံးခဲ့တဲ့အစ်စ်တွေပေါ့အဲ့အစ်စ်တွေကိုကျွန်တော်အနီးကပ်လေးပြပေးမယ်နော် Mô hình trải nghiệm mới với lần đầu tiên được tổ chức tại Việt Nam. Phòng chiếu phim được trang bị máy lạnh, nó rồi thì cái sức của nó tông này hơi chi về đâu mấy ngày tiền cả luôn hả tank nhau tiền cả về nhà má luôn về mấy để chi về ủa nó rồi chi hả tank không để tank luôn hả mấy để chi về
Khu di tích ဒီမှာတော့အကြီးပဲ đưa vào hoạt động phần ပြီးလို့ရှိရင်အချက်ကိုဝင်လို့ရလားမသိဘူးကွာရလို့ရှိရင်ဝင်ကြည့်ကြမယ်နော်အားကြတော့ကွာစတိုပီကိုနာကပြောအထဲဝင်ကြည့်လို့ရလားလို့ဆိုပြီးတော့ပြောခဲ့တယ်ဒီလေအကြီးထဲမှာပေါ့နော်သူကသူတို့စစ်ပွဲတော့မှဖြစ်ခဲ့တဲ့ဟာတွေကိုပေါ့နော်ရုပ်ရှင်တစ်ဖွဲပြန်ပြီးတော့ပြသတာပေါ့နော်ဒီမှာဆိုရင်ကွာလုံးဝမိုက်စားကြီးထောက်လျှောက်ဒီလိုဟာကြီးတွေပဲအကြီးစင်ငယ်လိုက်စီပေးတာထင်တယ်ဒီအပေါက်ကြီးကနေပြီးတော့မှသူတို့ကြည်ဖြစ်ဒီပေါက်ကြီးကနေပြီးတော့မှကြည်ဖြစ်ပါပဲအဲ့လိုမျိုးထွက်တာဖြစ်ဖို့များတယ်။ဒီဆိုဘယ်လိုခေါ်လဲလောင်းချလို့ခေါ်တာ။ကြီးရပဲ။စစ်တာကြီး။သူကဒီမှာကွာကဲကိုလေးလာခြင်းနဲ့စိတ်ဝင်စားရတယ်။စာရေးပေးထားတယ်။တိချာဖတ်လို့ရတယ်။စစ်ကား။ကြာသူတို့စစ်ပွဲမှာတကယ်တုံးခဲ့တဲ့စစ်ကားပေါ့နော်။ဒီပါဘရိတ်အဲ့ဒါပဲအခုစနိုဖီကိုပဲတော့မလဲဆိုတော့ဒီကိုလာလို့ရှိရင်မတော်မဖြစ်သွားရမယ့်နေရာတစ်ခုဖြစ်တဲ့channel လေးတွေကိုသွားမှာပေါ့နော်။ तू ကအပြင်ကနေကြည့်လို့ရှိရင်အပေါ်ကနေကြည့်လို့ရှိရင်တာမမြေကြီးလိုပဲပြီးမှတော့အဖုံးလေးကိုဖွင့်ပြီးထဲထဲဝင်သွားတာပေါ့။အဲ့နေရာလေးကလုံးဝတကယ်ကိုတေချာပေါက်သွားတင်တယ်မလို့ဆိုပြီးတော့အဲ့ကိုတောက်ရမယ်။အရှိမတနတ်တွေရှိတယ်။တနတ်အစ်စ်တွေကြာ။တနတ်အစ်စ်ကြီးတကယ်လေးမဲ့ပုံ ဂျာရီရောကျွန်တော်တို့ American Vietnam ဝါပါတကယ်အသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တဲ့တနတ်တွေပါလုံးဝအစုံပဲပေါ့နော်။အိုး rifle အစုံပြထား ဒါကြီးဆိုလုံးဝလေ snowfield လေဟိုစစ်ပွဲကြီးမှာလေအဲ့လိုမျိုးထောက်ပြီးတော့အားရပါရပြစ်တယ်လေဟိုတနက်ကြီးလေအဲ့လိုကြီးလေဒါကြီးတွေလုံးဝအစစ်ကြီးတွေမိုက်တယ် စက်တွေပါတယ်နော် ဒါကြီးတွေကလက်ပစ်ဘုံကြီးလားဘလို့အဲ့လိုကြီးလားဒီမှာအစစ်ကြီးတွေရောဒီမှာကဲခုကတော့စပြီးတော့ဝင်มาတော့မယ် channel တဲ့ဗီယက်နမ်နဲ့အမေရိကန်နဲ့တကယ်စစ်ဖြစ်ခဲ့တဲ့တော်ကြီးပေါ့ဟောဟိုမှာတကယ်လေးဟာစစ်ပွဲတော့သူတို့ဝစ်စင်ခဲ့ပုံလေးပေါ့ဒီလိုမျိုး fashion က make လေးဆိုဒီလို fashion ပေါ့ငါကြလေးဆိုဟုတ်တယ်အဖေတခုပြမယ်အဲ့တို့ဒီစစ်ပွဲပေါ့နော်ဒီနေရာကြီးမှာပေါ့ဒါတကယ်နေရာကြီးနော်ဟိုသူများကြီးတော့ပုံဖော်ထားရည်ဟိုဟာလောက်ထားရည်မဟုတ်ဘူးတကယ်လောက်ခဲ့နေရာကြီးပေါ့ဒါသူတို့စစ်တပ်ရေးနေဒီမှာဒီလိုခုံလေးမှာပေါ့အဲ့လိုခုံလေးမှာကွာသူတို့ဟိုဟာဖြစ်ကြရယ်ပေါ့နားယူကြဘာညာပေါ့ဒီလိုမျိုးပြီးတော့ဒီလိုလေးရှိသေးတယ်ဆိုပြီးငယ်တော့စီးပြလိုမျိုးပကတ်လေးကွာဒီလားအဲ့လိုလေးနှစ်ခုရှိရဟိုကမှာပဲမိုက်တယ်စနိုဘီတစ်ချက်သွားထိုင်ကြည့်လိုက်မယ် ဒီကသူတို့ခန့်ထိုင်နေရာပုံစံမျိုးလေးပါဒီကသူတို့အိတ်တွေပေါ့နော်အိတ်ကြမယ်ညာမှာကြာ ကဲဒါကတော့စစ်ပွဲမှာတော့သုံးခဲ့တဲ့မြေအောက်ရေတွင်းစီကိုသွားပါမယ်ရုံဝင်ပြီးတော့ကွာအိုင်မြေအောက်ထဲကနေဟိုဘက်မတက်ရက်နေကြသလားအိုင်နာလေးကနေအိုင်နာလောက်ကနေပြန်ထွက်ကြမိုက်တယ်ဝင်သွားပြီဒီမှာဒါတူပြီးွားနေစနိုဖီအလဲပဲဒီမြေအောက်ရေတွင်းထဲမှာဘာရှိလဲဆိုလို့ရှိရင်ကွာဒီမှာဟိုးမိုက်တယ်ဒီမှာရေတွင်းဟိုးဝေးမှာပဲမြင်နေရတယ်ဟိုးဝေးမှာရေတွင်း တွင်းထဲကိုရောက်လာပါပြီဟုတ်ပြီအဲ့မှာလုံးဝ ဒီအပေါက်လေးတွေဝင်ကြမှာ ရေရောမရှိဘူးနော် မရှိဘူးချင်းရှိတယ်အဲ့ဒီထဲမှာရေတွင်း ဟောဒီမှာ Oh my god 这边出去 ဟုတ် ，UK man， oh ဒီအပေါက်ကနေပြီးတော့ရတဲ့အောင် you good？ ဒါကတော့ Snowfield ဝယ် ticket ထဲမှာ guide ကြီးပါတဲ့အတွက်guide တယောက်ကလိုက်ပြီးတော့ပေါ့နော်ဒီစစ်ပွဲထဲမှာဖြစ်ခဲ့တဲ့ဟာတွေအဲ့လိုမျိုးတွေသူလိုက်ပြီးရှင်းပြနေရပါ And there also no entrance like those one with the hut at the stairs. The Viet Congs here, they got in and out kind of a small and tiny way. ကဲအခုတော့ Snoopy ပြောတဲ့နေရာကိုရောက်ပါပြီဒီအပေါက်ချင်းလေးတွေကိုဝင်ရမှာဖြစ်ပါတယ်အခုကဘယ်သူစဝင်အရင်စဝင်မလဲဆိုပြီးတော့ပြောနေရပါအဲ့မှာလွယ်အိတ်ချလိုက်တဲ့ foreigner လူကြီးပေါ့သူစဝင်မယ်ဆိုပြီးတော့လောက်ပါတယ်ပြီးရင်တော့ Snoopy ဝင်ပါမယ် You cheated. Anyone else? How about you two? Just standing in the hole for the picture and then come back up. You sir, come here. You go down this way. Where you from? bye bye How about you, the sun will rise? Touch your boo, touch your boo.
အဲ့မှာကွာဘာဖြစ်လဲဆိုတော့အကိုအဖွဲမဟုတ်ဘူးဆိုလို့ရှိရင်ကွာတယောက်ဝိမတယောက်ဝင်ကြတာကွာအဲ့ဒါကိုကွာကြီး foreigner တယောက်က Snoopy ဝင်သွားတာကိုတိတ်မကြသေးဘူးသူအနောက်ကလိုက်ဝင်လာအဲ့နဲ့အဲ့တွင်းထဲမှာသူနဲ့ Snoopy နဲ့2ယောက်တည်းအဲ့နဲ့ Snoopy ကြောက်လို့ဆိုအမြန်ထွက်လာတာပါအခုအပြင်ကိုရှောင်းမှာပဲမှာစိတ်အေးသွားပြီးတော့မှရုပ်ကအဲ့လိုဖြစ်သွားပြီးတော့ထွက်လာတာပေါ့နော်သူ့ရဲ့အတွင်းမှာတော့ဘာမှထွေထူးထူးမရှိပါဘူးဒီတိုင်းလူတယောက်စာဝင်လို့ရတယ်ကုန်းလေးတွားလို့ရလောက်တဲ့နေရာလေးတစ်ခုရှိပါတယ်အဲ့ဒါပါပဲ Another secret entrance. Take the two Vietnamese massage. Reality culture. Take a look down. Oh yeah, no. Yeah, beautiful. Sky trap. It looks brutal, nasty, right? But that is war. And this type of trap is actually not reused for killing. Believe it or not. အခုမြင်နေရတာကတော့ Vietnam American စစ်ပွဲမှာတုံးခဲ့တဲ့ဟာတစ်ခုဖြစ်ပါတယ်အရင်တုန်းကတော့မင်းတို့အတွက်ဆိုပြီးတော့ဒီလေတဲ့နေရာမှာပါလာတဲ့ American သားတွေကိုစနေပါသေးတယ်အခုတော့မဟုတ်တော့ပါဘူးဆိုပြီးတော့စနေရပါတော့ပြီးတော့သူတို့အသုံးပြုခဲ့ပုံတွေကိုတေချာရှင်းပြနေရပါကဲအခုထပ်ဝင်မဲ့နေရာလေးကတော့သူတို့စစ်ပွဲမှာဒဏ်ရာတွေပါဖြစ်တယ်ဆိုလို့ရှိရင်ဒီထဲလေးတွေဝင်ပြီးတော့ဆေးကုတဲ့နေရာလေးပါဆေးကုတဲ့နေရာလေးဝင်မယ်နော်အထက်မှာဘာရှိမလဲဆိုတော့ Snoopy နဲ့တူတူကြည့်လိုက်ကြရအောင်ကုစမဖေးကုစမဖေးလူတွေကြည့်လောက်အောင်တော့တော့အခုမြင်နေရတာကတော့သူတို့စစ်ပွဲတုန်းကလူနာကိုစေကူးတဲ့ပုံရိပ်တွေကိုပုံပြန်ပြီးတော့ဖော်ထားတဲ့အယုတ်တွေလောက်ထားတာဖြစ်ပါတယ်နောက်ပြီးတော့သူတို့စစ်ပွဲမှာတကယ်သုံးခဲ့တဲ့ဓာတ်တွေကကြီးတွေကိုလည်းပြသထားတာတွေ့ပါတယ်နောက်ပြီးတော့သူတို့ဒီလူနာကိုဘယ်လိုထမ်းစင်နဲ့ဘယ်လိုပို့ရလဲဘယ်လိုတည်ရလဲဆိုတာတွေလည်းပြထားပါတယ် Straight this way, you can leave the track behind them. Turn the other way. You can just leave the confusion. And on the way out, you're gonna see the place making these ones and ask yourself. ကဲနောက်ဆက်တွင်းတွင်းနဲ့ထပ်ဝင်ရပါအောင်မယ်ဝင်မို့အတွက်ကိုသွားနေပါပြီဒါပါချင်းဖြစ်မလဲဒါတော့တတိယမြောက်ချင်းပေါ့လူတွေကအများကြီးပဲကဲဒီချင်းကတော့သူတို့စစ်ပွဲမှာစစ်ရေးရာရေးတိုင်ပင်နေပေါ့နော်နေရာပေါ့နော်အချင်းထဲမှာအဲ့လိုပုံဖော်ပြထားပါတယ်မာတာသူတို့မီတင်လောက်ကြပါ Is there Robin? အဲ့ဒီမှာအပေါ်နားမှာရှိတဲ့လင်းတို့လေးကိုပြပြပြီးရိုက်နေကြလို့ Snoopy လည်းလိုက်ရိုက်လိုက်ပါတယ် Measure with your hands. ဒါဆိုရင်ထွက်တာကွာဒါဆိုရင်ထက်ချင်းတဲ့နေရာသွားကြမယ်ခုနက Snoopy ပြောသလိုပဲ Snoopy တို့ကပိုချင်းတဲ့လမ်းလေးကိုရွေးခဲ့ရပါရွေးပြီးတော့မှ Snoopy ကအပေါ်ကိုရောက်နေပြီပေါ့နော်။ဘလောက်ခက်ခဲလဲဆိုတာဥပမာရိုက်ပြထားတာပါ။ပြီးရင်တော့ဒီအပေါ်လေးကိုတက်မှာပါ။ ပြမယ်။မင်းသမီးလေးကိုဟိုတော်ထဲမှာဖမ်းခေါ်သွားပြီးတော့ကွာဒီလား။မင်းသမီးလေးတော်ထဲမှာဖမ်းခေါ်သွားပြီးတော့သူတို့အမှထမင်းဟင်းနေစားကြတောက်ကြစားကြတယ်။ခုနက Snoopy ပြတာလေးကမြန်မာကားရဲရမင်းသမီးကိုဖမ်းသွားပြီးတော့အဲ့လိုမျိုးအောင်ပွဲခံကြတဲ့နေရာလေးနဲ့ဆင်ပါတယ်အခုကတော့ဒီတကယ်လက်တွေ့မှာတော့ Snoopy တို့အဲ့နေရာလေးမှာသူတို့ကဘာကျွေးမှလဲဆိုတော့မုံကျွေးမှာပါသူတို့ကျွေးတာကတော့ပီလောပီနံဦးလေးတွေပဲဖြစ်ပါတယ် Try more. Snoopy တို့ကတော့ပီလောပီနံဦးကိုမြင်တာနဲ့တန်းတည်ရဲဆိုပေမဲ့တချို့ foreigner တွေကတော့တော်တော်လေးကိုအထူးဆန်းဖြစ်နေခဲ့တာပါ sweet ဘန်ဘူးဆိုပြီးတော့ပြောနေပါသေးတယ်သူတို့စမ်းစားကြည့်ဖို့တော့မှနည်းနည်းလေးအစပိုင်းတွန့်နေကြတာပေါ့နော်နောက်ပိုင်းကျတော့သူတို့လည်းကြိုက်သွားတာကိုတွေ့ပါတယ် Snoopy လည်းတော်တော်လေးများများလေးစားခဲ့ပါတယ်အရန်ကောင်းပါတယ်လာအပင် Below Pina. ပြီးတော့ပြင်နေ Tapioca. ကဲအခုကတော့တနက်ပြဖို့လက်မှတ်ဝယ်ပြီးတော့ပါပြီလူလဲဆုပ်ပြတ်တက်နေပြီဒီမှာသပင်တွေလည်းဖြိုဖျဲဖြစ်နေပါပြီတနက်ကတော့တကယ်အစ်စ်ပါကြီးကတော့အစ်စ်လားအတူလားရော Snoopy မသိပါဘူးသူက10ဟောကြီး10တောင်းကိုမြန်မာငွေနဲ့ဆိုရင်9000ကျော်လောက်တော့ပေးရပါတယ်ခေတ်ထားတော့တနက်ပြတဲ့နေရာကိုဟောဘေကီလိုမျိုးကားလေးနဲ့သွားပါတကယ်အစ်ကြီးခုနကတော့အတန်အောင်မှဒီကကြားနေရတယ်
နိုင်တော့ပြန်ကန် โอ้ကြားနေရပြီကြလားဒါကတော့တနက်တန်အရန်ပြင်းလို့နားဥမှာဆိုလို့နားကိုအုပ်ပေးထားတာပါ Okay, no. Up. Yeah, like this. No. Okay. Yeah. Okay, open your right hand. Yeah. Okay. Shoulder him like this. Shoot. Shoot. Yeah, shoot again. Wow.အရန်တော်တဲ့ Snoopy လေးရဲ့တစ်ချက်မှမထိပါဘူးရှင်ကဲဒါကတော့ night life သမားတွေအရန်ကြိုက်တဲ့ဟိုချီမင်မြို့က walking street ပါတနေ့ကုန်ခုချီမှာဟိုကျွင်းနဲ့ဝင်ဒီကျွင်းနဲ့ဝင်လောက်ခဲ့ပြီးတော့မှညဘက်ကိုဒီ walking street လေးကိုလာခဲ့ရဆိုတော့လူကတော့နည်းနည်းတော့ပြိုင်းနေတဲ့ရုပ်လေးဖြစ်နေပါတယ်Snoopy တို့ညောင်းလာလို့ဆိုင်တစ်ဆိုင်ခဏထိုင်လိုက်ပါရဲ့အဲ့မှာကနေရဲစော်လေးကတော်တော်မိုက်ပါတယ်ဆိုင်အပြင်ဘက်မှာကနေရဲစော်လေးရောနဲ့လုံနေဆိုပေမဲ့အတွင်းဘက်မှာကနေရဲစော်ရဲ့2 piece တွေနဲ့ကနေရပါအဲ့ဒါကိုရိုက်လာပေမဲ့မတင်ပြီးတော့ပါဘူးเนาะ Snoopy ရဲ့ channel လေးလက်သွားမှာဆိုလို့ပါအခုလိုမျိုးမီးမုံနေရည်လဲတွေ့ခဲ့ပါတယ်အဲ့ဒီထားပါရဲ့ကဲနောက်နေ့မှာတော့ Snoopy တို့ဖာစားမှာပါဗီယက်နမ်ကိုရောက်ရင်မစားမဖြစ်စားရမယ့်အစားအစာနှစ်ခုတည်းကတစ်ခုဖြစ်တဲ့ဖာကိုစားတော့ဗီယက်နမ်ကြကွေးပါချွတ်လေးလား စစ်သေးတာ ချွတ် မိုင်းဟာနော်အချစ်လေးကဲ Snoopy မှာထားတဲ့ဖာလေးရောက်ပါပြီရှင်ဒါပထမအဦးဆုံးချိန်စပြီးတော့ try ကြည့်မှာဆိုတော့ဘယ်လိုမျိုးဖြစ်မလဲကြိုက်လားမကြိုက်လားဆိုတော့ဆက်ကြည့်ပေးပါ那你来讲，哪里也感觉材料多呀。လူကိုစမ်းစားကြည့်ပြီးသွားပြီဆိုတော့ဒီအမဲသားအစိမ့်တွေကိုဒီထဲအကုန်လုံးရောသမမွေပြီးတော့စပြီးစားကြည့်မှာဖြစ်ပါတယ်။စားကြည့်လိုက်တဲ့အခါမှာဒီဟာလေးလည်းခုနလိုပဲအရန်ကောင်းပါတယ်။တော်တော်လေးလည်းကြိုက်ပါတယ်။ဒါ Snoopy မှားထားတဲ့ဟာလေးပုံပေါ့နော်။ကတော့နောက်ထပ်ဒုတိယမြောက်စားတာဖြစ်တယ်။အဲ့ဒါစားပါလား။အခု Snoopy ကဘာမှထားလဲဆိုတော့ Snoopy ရဲ့ဒီ grey box လေးမှာထားတယ်မောင်သမက်ကတော့ဒီဓာလေးမှာထားတယ်ပေါ့နော်ပြီးတော့အေးရကြတော့coconut လေးတစ်လုံးငယ်နောက်ပြီးတော့နောက်တစ်ခုပါ make coffee ရေပေါ့နော်မှာထားပါမှာထားတာလေးတွေရောက်ပါပြီရှင်ဒါပေါ့တော့မှလည်းနော်တယ်ကဲခုက Bow Street ကိုတောင်းပါပါ Hello ရောင်းဖို့ရှိမေး Bow Street
ဒါလေးကတော့ဟိုချီမင်မြို့ရဲ့ Bow Street ဆိုတဲ့လမ်းလေးပါဒီတလမ်းလုံးစောက်ဆိုင်လေးရှိပါတယ်စနိုဖီတို့စောက်ဆိုင်လမ်းလေးကိုပတ်ပြီးတော့အမှတ်တရပြက်ကလေးလေးတစ်ခုဝယ်ခဲ့ပါတယ်စောက်လေးဝယ်ပြီးတော့ပြန်ခဲ့ပါတယ်ညဘက်ရောက်တော့စနိုဖီတို့ဗီယက်နမ်မှာအရန်နာမည်ကြီးတဲ့အယုတ်ကော်ဖီဆိုင်လေးရှိသွားခဲ့ပါတယ်အဲ့ဆိုင်နာမည်က Me Coffee and Tea လို့ခေါ်ပါတယ် ဒီကော်ဖီဆိုင်လေးကဟိုချီမင်မှာဆိုရင်အရန်နာမည်ကြီးပြီးတော့အပြင်ဘက်မှာအတွင်းဘက်မှာအရန်လာတာမို့လို့ဟိုချီမင်ရောက်ရင်တွားလည်ဖို့လည်းမမေ့နဲ့အောင်နော်ကဲဒါတော့ site စီရင်စီဖို့ break ခေါ်နေရပါဗီယက်နမ်မှာ city tour စီးမယ်ဆိုလို့ရှိရင် Snoopy ကတော့ဟိုချီမင်မြို့လေးကိုပို့ပြီးတော့ recommend လုပ်ချင်ပါတယ်။ဒါတော့ Snoopy နှစ်ထပ်ကားကြီးစီးဖို့အတွက်ကိုတန်းစီနေကြတာပေါ့လက်မှတ်ဝယ်ဖို့အတွက် မင်းကစဝတ်တယ်လို့ပြောတယ်ဟိုနောက်တယ်ဟိုခိုးပါဒီကားစီမှာပေါ့နော်โอเคလက်မှတ်ကတော့ဒီမှာဝယ်ရမှာပါကားရဲ့ဒါအောက်ထပ်လေးပေါ့နော်နောက်ပြီးတော့ဒီအပေါ်လေးကိုတက်သွားမှာပါရှင် một chút cũng đẩy xe mình ngồi đầu cho khỏe mắc gì phải ngồi sau Snoopy တို့ကလက်မှတ်တီလဲဝယ်ပြီးသွားပြီကားကလည်းမကြခင်ထွက်တော့မယ်ဆိုတော့ Snoopy တို့ထိုင်ရမယ့်နေရာလေးမှာလာပြီးတော့ထိုင်ပြီးတော့စောင့်နေရပေါ့နော်ကားထွက်မယ့်အချိန်ကိုလက်မှတ်ကအပေါ်တက်အောက်ထပ်ဈေးကတော့မတူပါဘူး Snoopy ကတော့အပေါ်တက်လေးယူထားတာပါကဲအခုဆိုရင်တော့ကားစားထွက်ပါပြီဆက်တော့ပါပြီဂိုင်းဒီဘေးပတ်လည်းပါရှိတယ်ဒါ Snoopy ဟိုနေ့လာခဲ့တဲ့ဟိုကလေpost office ကအဲ့ဒါလေးပေါ့ဒီမှာကျတော့ဆိုင်လေးရှိမယ်ကွာဒီကားပေါ်ကနေပြီးတော့အကုန်ဟိုချီမင်တမျိုးတော့မြင်ရမယ်မြင်ဝဲပေါ့ကွာဒီလားဒါကတော့ Snoopy ညနေရလာခဲ့ Bow Street လမ်းလေးပါညပိုင်းလေးကပိုလာတယ်ဟောသူကကဲမူလေးစားပြီးတော့ဒီတဖြူဖြူနဲ့မိုက်တယ်မိုက်တယ်I love bridge. Any guy, all bridge at all. Yes. Oh, 지금 만들지. 오, 지금 나이 필요해.
site seeing လောက်ခဲ့တခြားအကြိုက်ဆုံးနေရတော့ဒီနေရာပါပဲကွယ်ဒီနေရာအရန်ကိုမိုက်ပါတယ်အရန်တန်တယ်လို့ခံစားချက်ရတဲ့နေရာပါဘောဒီ city tour စီးရတာအရန်တန်တယ်ဆိုပြီးတော့ခံစားချက်ရတဲ့နေရာဒီနေရာပါပဲရှင်ကဲထိုင်စီရတာကိုအဝစီးပြီးသွားပြီဆိုတော့မတ်တက်ရက်ပြီးစီးခြင်းဘယ်လို feeling ရမလဲဆိုတော့သိချင်လို့မတ်တက်ရက်ပြီးထားစီလိုက်ပါတကယ်ကိုမိုက်ပါမျက်စိတစုံအရန်လှတဲ့ view တွေကိုကြည့်ပြီးတော့စီးရတော်တော်လေးကိုကောင်းတဲ့ခံစားချက်ပါပဲရှင်ဒါကတော့ခုနဖြတ်ခဲ့တဲ့ဓာတ်ကြီးကိုပြန်ပြီးတော့ဖြတ်တာပါသူကတော်တော်လေးကိုဆုံးပတ်ပေးပါတယ်ရေနမကြီးပဲရအောင်စကိုင်းထုတ်ကဲကြာကတော့ဆိုဖီရိုရဲ့ဟိုနေနေဝင်သွားဟိုကဖီအပမတ်ပါဒီမိုင်းလာလိုက်ကဖီအပမတ်จะได้แล้วว่าก็พี่ใส่นี้ไปကဲပြန်ရောက်ပါပြီဘိုင်ဘိုင်ဟိုချီမင်းCity Tour လဲစီးပြီးပြီဟိုချီမင်မှာလောက်ရမယ့်ဟာတွေတော်များများလည်းလုပ်ပြီးပြီဆိုတော့နှုတ်ဆက်ခဲ့ပါတယ်ဒါနန်းဘလော်လေးမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတာ